ဒန်လူကြီးဆိုတာဖိလာမဲ့အရာတွေကိုကြွတိနေရမယ်။ PR Village ကိုလင်းနာမလုံးတော့ကရဲ့တမန်ချော့ထင်ရှားဆုံးတဲ့လေးစားရဆုံးတဲ့လူကြီးထက်ကတူဖြစ်တဲ့ PR Luigi Colina ပြပြခဲ့တဲ့သူ့ရဲ့အမတ်တရားစကားတွေကိုကျွန်တော်အနေနဲ့ပြန်လည်ဖော်ပြလိုက်ပါတယ်။ကျွန်တော်မမိနေပါသေးတယ်။ဘရာဇီးနဲ့ဂျာမနီတို့ရဲ့2002ကမ္ဘာ့ဖလားဘလူးပွဲကိုဓာတ်လူကြီးလုပ်ဖို့ကျွန်တော်တောင်းဆိုခဲ့တဲ့အချိန်ပေါ့။ကျွန်တော်တင်းရဲ့ဗီဒီယိုတွေကိုတောင်းခဲ့ရတယ်။ဒီရက်ခွဲတော့အခန်းထဲမှာကိုပိတ်ပြီးတော့မဆုတွေယူပွဲစင်တိုင်းရဲ့ domination စီကိုထန်ကြည့်ခဲ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ရန်လူကြီးရဲ့ပန်တိုင်ဒလန်ချစ်ကိုရောက်နေဖို့ဘာတွေဖြစ်လာတော့မယ်ဆိုတော့ကိုဖြစ်ချင်ကြတဲ့ကကြိုတည်နေဖို့လိုအပ်ပါတယ်။အဲ့ဒီချိန်တုန်းကအဲ့ဒီလိုပြင်ဆင်တာကတော်တော်လေးကိုထူးခြားတဲ့လက်ချင်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ခုခေတ်မှာတော့အဲ့ဒီလိုပြင်ဆင်မှုမျိုးဟာရန်လူကြီးတယောက်အတွက်ပုံမှန်လှုပ်ဆင်ဖြစ်လာပြီဆိုတဲ့အချက်ကကျွန်တော်ပုံယူမိပါတယ်။ဘလူးပွဲနောက်ဆုံးပြီးတာမဟုတ်တာနဲ့ပရိသတ်တွေရဲ့အော်ဘာလက်ခုပ်တန်ကိုမရတိုင်းခုထိချက်တီးထားနေတော့ပဲပွဲပြီးအကြောင်းနောက်ဆုံးပြီးတာမဟုတ်တာနဲ့မတ်ရအနေနဲ့တားဖို့ဘလုံးကိုချက်ရှင်းလိုက်တယ်အဲ့ဒီဘလုံးကိုခုထိကျော်စီမှာရှိနေတော့ပဲလို့သူကပြောကြားတော့ခဲ့ပါတယ်